Hello အဲ့ပြောပါဟုတ်ကဲ့ဟုတ်အန်ကယ်ဟုတ်ဆိုလို့ရှိရင်ပေါ့နော်အခုကကြတော့အန်ကယ်ကဒါညီမလေးမေဖူးခိုင်ရင်ပေါ့နော်ဒါအဖခင်တယောက်အနေနဲ့ပေါ့နော်ဒီ speakeasy မှာသူတင်တန်းတက်ရောက်နေရတဲ့ပတ်သက်ပြီးတော့ရောပြီးတော့ဒီမှာလေးပေါ့နော်တမီလေးဒါ US သွားဖို့အတွက်ကို one stop visa service package ပါအပ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒီတမီအတွက်ပေါ့နော်ဒါအဖေတယောက်အနေနဲ့ပေါ့နော်ဒီ experience sharing လေးတစ်ချက်လေးပေါ့နော်မေးစလို့ပါရှင်ဟုတ်မေးပါစမ်းဟုတ်ကဲ့ပါရှင်ဟုတ်ဦးရွေးချယ်တာပေါ့တမီးဘာလို့လဲဆိုတော့ဟိုအုပ်ချုပ်မှုအပိုင်းလေးနဲ့စီမင်းစည်းကမ်းလေးနဲ့စာတင်ကြရေးအပိုင်းလေးကအဆင်ပြေတာကိုတွေ့ရတယ်ဦးလေးလာတော့နောက်တော့ကလေးတွေကိုကြက်ကြက်မတ်လေးလည်းပညာရေးနဲ့ပတ်သက်လို့လောက်ကင်ပေးတာတွေ့ရတယ်တကယ်လဲလှုပ်ပေးတာကိုတွေ့ရတယ်နိနောက်ရလက်မှာကြတော့လေမျောမှန်းထားသလောက်အကြီးမရရင်တော့မှရခိုင်နှုန်းအဖြစ်စိတ်ကြည်နှံ့မှုရအောင်ရတဲ့အတွက်ရွေးချယ်တာပေါ့အဲ့ဒါတော့ခုနကျောင်းကတင်ကြားရေးဆရာမတွေတော်တဲ့အပိုင်းရှိသလိုနောက်ပြီးတော့ဒီဟာကျောင်းရဲ့အုပ်ချုပ်မှုပိုင်းမှာလည်းtime frame လေးတွေပြီးထားတာရှိတယ်လေဟုတ်ကဲ့ဟုတ်အဲ့ဒါလေးကိုကျောင်းသားရဲ့မိဘရဲ့ဆရာဆရာမတွေရဲ့နည်းနည်းလေးခီးပဆိုင်နဲ့တိုင်တိုင်မြင်မြင်နဲ့အားနာချက်အတာချက်တွေကိုလုပ်တဲ့အခါကျတော့ဟိုအမှတ်လည်းနည်းနည်းမှီသွားတယ်ထင်တာပေါ့အဲ့လိုဟိုဦးသမီးနဲ့ပတ်သက်တဲ့ကျောင်းကြီးတက်နေတဲ့အချိန်မှာကြတော့လိုအပ်တဲ့အမှတ်တွေတော့ပြည့်မိသွားတယ်ဆိုတော့လေဒါဆရာဆရာမတွေ view site တဲ့အပိုင်းတွေပါတယ်နောက်ကလေးရဲ့လိုက်နာမှုပါတယ်ကျောင်းအုပ်ချုပ်မှုအပိုင်းရဲ့ပြီးထားတဲ့စီမင်းစည်းကမ်းလေးတွေလိုက်နာပါတယ်အဲ့တုံးပေါင်းလို့ရတဲ့အဖြေပေါ့အဲ့အတွက်ကိုတိုးတဲ့အနေနဲ့ပြောမယ်ဆိုရင်တော့ဒါဆရာဆရာမတွေကိုကျေးဇူးလက်တင်တယ်အမှတ်ပြည့်လည်းပေးရမှာအဲ့လိုမျိုးဟုတ်ကဲ့ဟုတ်အန်ကယ်ကောင်းတာပေါ့သမီးကဘာဖြစ်ဖြစ်ကလေးတယောက်စာသင်ပေးပြီးတော့သူတို့ရဲ့စာနဲ့ပတ်သက်တဲ့အပိုင်းတွေမှာပြန်ပြီးတော့လေ့လာဆန်းစစ်တဲ့အခါမှာအားနည်းချက်အသာချက်ကိုကြည့်တယ်သူတို့သင်ကြားမှုမှာနားလည်လားနားမလည်လားကလေးတွေကိုပြန်စစ်ပေးတယ်ပြန်မေးပေးတယ်မိဘတွေနဲ့တိုင်ပင်တယ်အားနည်းချက်အသာချက်တွေလုပ်ပြီးတဲ့အတွက်ဒါကျေးဇူးအများကြီးတင်စရာပေါ့စာသင်ပြီးရောဆိုတဲ့ပုံစံမျိုးမဟုတ်တဲ့အတွက်ဒါပို့ပြီးတော့ကောင်းတဲ့ဟာကိုရှိတာပေါ့အဲ့လိုပေါ့အခုအချိန်ကားတွေအမျိုးမျိုးကြောင့်ကလေးတွေမှလည်းခက်ခဲရှိတယ်လို့မိသားစုတွေမှလည်းခက်ခဲရှိတယ်ပေါ့တကယ်လို့များသာအားလုံးအဆင်ပြေချွတ်ချောမွေ့မွေ့နဲ့ဖြစ်ကြကြီးဆိုရင်တော့ကလေးတွေကိုနိုင်ငံခြားပညာတော်သင်လွှတ်စေချင်တာပေါ့ဒါပေမဲ့ဆိုသူတို့ဘဝတိုးတက်ကြောင်းများပုံမြင့်မာသွားအောင်လို့ပေါ့လေအဲ့လိုမျိုးပေါ့အဲ့အတွက်လည်းခုနပြောသလိုပေါ့ကောင်းတဲ့အကြောင်းလေးတွေကိုပတ်ဝန်းကျင်ကအဆက်အသွယ်တော့၎င်းonline ပေါ်ကကြော်ညာတွေဆို၎င်းမိဘတွေအနေနဲ့အရင်လေးလာဆန်းစစ်ပြီးတော့မှတကယ်ပဲတည်တည်ချာချာလုပ်ပြီးတဲ့အကြောင်းမျိုးဆိုရင်တော့အပ်စီချင်တာပေါ့အခုဆိုလို့ရှိရင်လက်ရှိပဲ speed easy မှာအပ်ထားတဲ့အပိုင်းမှာဟို finally ဘာမှဖြေမပေးနိုင်သေးရင်တော့မှကလေးရဲ့ပညာရေးပိုင်းနေလုပ်ငန်း project တွေအောင်မြင်နေတာလက်တွေ့ရှိနေတာပဲလေအဲ့အတွက်အကုန်လုံးမိဘတွေအနေနဲ့ကလေးတွေကိုဒီဘက်မှာကြောင်းထားမယ်ဆိုလို့ရှိရင်ဒီ design နဲ့ဒီကြကြကောင်းကောင်းမွန်ကြောင်းနေagency ဒါမျိုးတွေကိုတော့ဖြစ်စေချင်တယ်တမ်းပါတယ်သမီးတမ်းပါဆိုဘာလဲဆိုတော့ကျောင်းသားပေါ် view site တဲ့အပိုင်းနဲ့တိုင်ပင်ပြောရမှာပေါ့ဘာလို့ဆရာဆရာမပဲဘယ်လောက်ကြီးဖြစ်ပြီးပညာရေးတော်နေအောင်တင်နေကလေးရဲ့ကြိုးစားအထောက်မှုကလည်းလို့ကလေးရဲ့ကြိုးစားမှုထုတ်မှုရှိအောင်လဲမိဘတွေကလည်းပံ့ပိုးမှုလိုတာပေါ့အဲ့အတွက်အကုန်လုံးတိုင်တိုင်မင်းနဲ့လုပ်တဲ့အခါကျတော့တိုးတက်မှုအပိုင်းရတာပေါ့ဒါမျိုးပါပဲပညာတစ်ခုငွေနဲ့တန်မှုကဖြတ်လို့မရတာတည်းသင်တန်းနေရအများကြီးပဲလေအများကြီးတဲ့တိုင်းထူးထူးမဲ့လို့တော့ပြောလို့မရဒါပေမဲ့သင်တဲ့ဆရာမတွေရဲ့ view site မှုတွေကျောင်းသားရဲ့နားထောင်တဲ့အပိုင်းနေနဲ့တော့ asset တဲ့အခါကျတော့တော်တော်အဆင်ပြေတာပေါ့ဥရုအတွက်ကအဲ့လိုဖြစ်တယ်စီကံမိုင်းလေးလိုက်နာနိုင်တယ်တကယ်ပဲပညာရေးနဲ့ပတ်သက်လို့နိုင်ငံမှာတကယ်ကျောင်းသားတက်ချင်တယ်ဆိုလို့ရှိရင်တော့ကျောင်းနဲ့တူတဲ့ကျောင်းမျိုးပေါ့သင်ကြားရေးပိုင်းရောအုပ်ချုပ်ရေးပိုင်းရောဆိုလို့ရှိရင် speed easy ကတော့တယောက်တည်းအနေနဲ့မိဘအနေနဲ့ပြောရင်တော့တ
တော်တဲ့ကြောင့်အုပ်ချုပ်မှုအပိုင်းမှာပဲတချို့ကြတော့လည်းလိုက်နာနိုင်တာရှိတယ်တချို့ကြတော့လည်းမလိုက်နာနိုင်တာရှိတာပေါ့ဒါလေးတွေကတော့ပြန်မြပေါ့နော်ဒါပေမဲ့ကလေးနဲ့ပတ်သက်တဲ့ဥစ္စာတော့ရာခိုင်နှုန်း100မှာ60ရာခိုင်နှုန်းကအကုန်လုံးအဆင်ပြေပြေအောင်မီနေအကုန်လုံးဖြစ်နေတာတွေ့တဲ့အတွက်အခြားကျောင်းသားတွေလည်းဒီလိုပဲဆရာမတွေရဲ့စကားကိုတတူမသိလိုက်နာတင်တယ်နောက်ကျောင်းအုပ်ချုပ်မှုပိုင်းတွေကသူတို့ကလည်းသူတို့ဘယ်လာမှဘာဖြစ်ရမယ်ဘယ်လာမှဘာပြီးရမယ်ဘယ်လာမှတိုးတက်မှုဘယ်လောက်ရှိရမယ်ဆိုတော့ time frame လေးကိုလိုက်နာနိုင်တယ်ဆိုလို့ရှိရင်တော့ speed easy မှာတက်တဲ့နေလို့တိုက်တွန်းနေမှာ ဟုတ်ကဲ့ပါအန်ကယ်ဟုတ်ကျေးဇူးများတင်ပါတယ်ရှင်အခုလိုအချိန်လေးပြီးပြောလာပြောကြပေးတဲ့အတွက်ကိုလေကျေးဇူးပါရှင်အန်ကယ်ကျေးဇူးပါသူတို့ကျေးဇူးပါဒီလိုအစီအစဉ်ကြပါ